မင်္ဂလာပါ Biodoc Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမှာကတော့ People Spring မှာဖော်ပြထားသောဆီယာမမခင်စုရေးသားထားတဲ့သကောင်ထပ်ပင်ညကပိုနှက်နိုင်ပါအောင်မည်လားဆိုတဲ့ဝတ္ထုတို့ကိုဖတ်ပြပေးမှာဖြစ်ပါတယ်မူရင်းရေးသားသူကိုလည်း credit ပေးပါတယ်ဗီဒီယိုလေးစလိုက်ကြရအောင်ပဇွန်တွေမိဖုတ်ပြီးကြပြီလားမီးတွေကျန်းနေအောင်လဲမဖုတ်ကြနဲ့အောင်နော်မိမိမျက်နဲ့ဖုတ်ပြားစမ်းငါကိုဟိုတကောင်အေးပြီးရင်အမဲတွေကိုတေချာချစ်ထုတ်ပြစ်ငါတလောက်ပေါင်းလဲမီးမပြတ်စေနဲ့အောင်လက်ဖက်ရည်ကိုအေးဖေကိုဖြော်ခိုင်းနော်သူ့ဖြော်တာကောင်းတယ်အိုးနဲ့မြမြပြင်ခိုင်းလူက15ယောက်လောက်လာကြမှာအချိန်ကဘယ်လောက်ရှိနေပြီတော့ငါသပင်ပြင်ဖို့အချိန်မှရပါအောင်မလားမသိဘူးဟဲ့တိုးရေသွားစမ်းသပင်ဆိုင်ကမက်ကေတီကိုဖုန်းဆက်ငါဆိုင်လာဖို့မအားလို့အိမ်ကိုသူတို့စီကကောင်းမလေးတယောက်လှုပ်ပေးပါလို့ပြောသပင်အတုကိုအကောက်မှစွတ်မှာလို့ငါမှရှိတယ်သူတို့လှုပ်ပေးဖို့လူပဲလိုတာသွားငါပြောတာတွေမမေ့နဲ့တေချာဆက်ဖုန်းနံပါတ်သိလားငါဖုန်းထဲမှာကေတီလို့ရေးထားတယ်နင်းရှာတတ်ရလားသွားမြင်ဒေါ်မေကျော်ရှင်းဒီတီလာရှင်ဝက်မှထွက်ခါစားဖြစ်တဲ့ဖြင့်ကရုံးသပင်ပေါက်တိုးနန်းဖြစ်၍နေသည်ညနာမှာမိတ်ကပ်နှကန်းဒီကိုညင်ညာစွာချဲသားထားတဲ့ဖြင့်အသက်60ကျော်ဟုမထင်ရအောင်ပင်နှုတ်ပြိုနေသည်တအိမ်လုံးမှာရောက်ရက်ခတ်နေ၏ညနေလာမိဧည့်သည်များအတွက်ပြင်ဆင်နေကြရသည်မှာရားရွယ်ပင်မကုတ်နိုင်အားကြပေထိုစဉ်အိမ်ရှိစင်ဝင်မှနေ၍အမျိုးသမီးတစ်ယောက်ခတ်ကုတ်ဝင်လာသည်ဒေါ်မေကျော်ရှင်မိဖို့ကြောင့်မှထွက်အလားထိုအမျိုးသမီးနှင့်အဲကန်းတွင်စုံမိကြ၏ဟောမခင်အေးအတော်ပဲလာပါချေအောင်ရှင်ကျမအင်ဂျီတစ်ထည်လက်ချုပ်လိုက်ဖို့လိုနေတာဆိုင်တွေကလည်းအဲ့ဒီတစ်ထည်လောက်လက်ချုပ်လိုက်ဖို့ပေးလိုက်ရင်တစ်လလောက်လာပါချေအောင်ရှင်ကျမအင်ဂျီတစ်ထည်လက်ချုပ်လိုက်ဖို့လိုနေတာဆိုင်တွေကလည်းအဲ့ဒီတစ်ထည်လောက်လက်ချုပ်လိုက်ဖို့ပေးလိုက်ရင်တစ်လကိုသတင်းနေမှပြန်ရတော့တာကိုဘာသာကိုလုံးလိုက်ရင်15မိနစ်မကြာဘူးမို့လားကျမကလည်းမျက်စိမကောင်းတော့ဘူးအဲ့နဲ့အကြည့်ထိုးရတာနဲ့တင်ကိုတနာရီလောက်ကြာနေတာအိမ်ကကလေးမတွေကလည်းလက်ချုပ်လိုက်ဖို့တယောက်မှအသုံးမကျဘူးလက်ချုပ်လိုက်တာကလည်းတေတက်မှဖြစ်တာမခင်အေးတို့လိုစိတ်ရှည်ပြီးတေတက်မှကျမကကြိုက်တာလာပါချေအောင်ရှင်အပေါ်ကိုဒေါ်ခင်အေးဒီဒေါ်မေကျော်ရှင်းနောက်မှဟုတ်ကဲ့ဆိုကခက်ကုတ်ပင်အပေါ်ဓာတ်သို့တက်လိုက်သွား၏ဒေါ်မေကျော်ရှင်းအခန်းသည်လင်းချင်းရှိကအေးစိတ်နေသည်အပြင်နေပူမှလာရသည့်ဒေါ်ခင်အေးကအသက်ကိုဝအောင်ရှူလိုက်သည်မှုေးလိုက်သည့်ဖြစ်ချင်းအတီးနဲ့လိုဘာတွေများဖြန်းထားပါလိမ့်နော်ဒေါ်မေကျော်ရှင်းကပိုးသားအင်ဂျီတစ်ထည်ယူလာကဒေါ်ခင်အေးကိုလှမ်းပေး၏ပိုးသားဆိုတော့ပိုကယူဆိုင်ရတယ်မခင်အေးရဲ့တာကြီးလန်ဒန်ကနေပစ္စည်းတွေပို့တော့ကအင်္ဂလန်ပို့ဆိုပြီးတော့ပို့လိုက်တာပဲဒီအယောင်ကအမေနဲ့မလိုက်ပါဘူးသားရဲ့ပြောတာတော့မရဘူးမေဝတ်ကိုဝတ်ရမယ်တဲ့ဒါနဲ့ပဲလာမဲ့လာကြရင်ဘာဆိုတင်ကန်းကပ်ပွဲမှာဝတ်မလို့ကျမကမက်ခင်အေးမလာလို့မျှော်နေတာမက်ခင်အေးများမလာရင်တော့အိမ်ကတယောက်ကိုအခေါ်လွှတ်ရမှာဒါနဲ့မက်ခင်အေးမှာဖုန်းရှိပြီလားကျမကိုဖုန်းနံပါတ်လေးများရှိရင်ပေးထားအောင်လေမရှိပါဘူးမမေရဲ့အကြောင်းရှိရင်တော့လူသားအခေါ်လွှတ်လိုက်ပါအေးပေါ့ခုတော့အေးစိတ်နေအောင်နော်ကျမတို့ကုညက်နေအကိုကြီးယုံကဧည့်သည်တွေဖိတ်ထားတာအိမ်မှာညစာကျွေးမယ်လေတအိမ်လုံးကိုမနာရတာမနေ့ကလေးကဒါတောင်အချို့ပွဲတွေကအရင်နေ့တွေကလေးကစီစဉ်ထားလို့မခင်အေးလူ15ယောက်ဆိုပေမဲ့အလှတစ်ခုစာလောက်ကိုပြင်ရတာမခင်အေးဒူးရင်တီကြိုက်တယ်မဟုတ်လားတို့တွေဒီနေ့ဒူးရင်တီတွေခွဲမယ်စသွားအောင်ဒေါ်ခင်အေးမှာဒေါ်မေကျော်ရှင်းပြောသည်များကိုခေါင်းငိမ်ပြလိုက်အပေါက်ထိုးဖို့ကြိုးစားလိုက်ဖြင့်မအားနိုင်အောင်ရှိသည်မျက်လုံးများသည်တိမ်ဆွဲစာပြုတ်နေပြီဖြစ်သည်ဖြင့်တစ်သလုံးချုပ်လာခဲ့သောအပေါက်ကိုပင်မမြင်ကျင်တော့ပေရခင်ကများလက်ချုပ်လိုက်ရလျင်တရက်ကို4-5-6ထည်လောက်ကတော့အေးဆေးချုပ်နိုင်ပါ၏ခုများတော့ဒေါ်ခင်အေးသည်အပေါက်လေးထိုးဖို့ပင်
မနှဲမြင်အောင်ကြည်နေရသည်လာရင်ကိစ္စကိုလည်းဘယ်လိုစပြောရမည်မသိသေးဒေါ်မေကျော်ရှင်းသည်ကြပြကတိဖြစ်မင်အခန်းထဲမှထွက်သွားပြန်သည်ထို့နောက်မိန်းကလေးခက်ငယ်ငယ်တဦးခေါ်ကအခန်းထဲပြက်ဖြင့်ပြန်ဝင်လာပြန်၏ကျုပ်မအေးညီတို့ဆိုင်ကိုလာဖို့အချိန်မရလို့ခေါ်လွှတ်ရတာလှုပ်ဆန်းမအောင်သပင်တုစွတ်ပါအောင်တီလာရှင်ထွက်ထားတာမှပြီးခဲ့တဲ့တစ်ပတ်ကအေးခုညစားပွဲရှိတော့စွတ်ရပြန်ပေါ့အဲ့ဒီမှာဟိုတစ်ခါကဝဲပြီးမစွတ်ရဲလို့ထားတဲ့အကောက်လေးလေအေးအဲ့ဒါလေးကိုထုံးမယ်နော်အကောက်ထုံးလေးပေါ့နှထင်သားလေးမှာ2မြင်3မြင်ချပေးခဲ့အောင်ပန်းကတော့တစ်ခွာပဲကပ်ပန်လိုက်တော့မယ်ပန်းမပန်းရလဲမနေတတ်ဘူးမခင်အေးရေကနေ့ကတသားငယ်အတွက်လောက်ရတဲ့ညစာဝိုင်းလေတသားငယ်ကိုသူ့အကိုရှိရစီပို့တော့မှာခုကတီးတဲ့အတိုင်းသွားဖို့လာဖို့ကခက်တော့တသားငယ်အသွားလွယ်အောင်ဆိုင်ရာတွေကိုဖိတ်ကြွေးရတာသားသမီးတွေတော့အနားမှာတယောက်မှမရှိကြတော့ဘူးမခင်ရေဒီလိုပါပဲအသက်တွေကြီးလာတော့လင်ကိုမယား2ယောက်ပဲကျန်ရတာဒါနဲ့အကိုလေးရောနေကောင်းလားဘယ်နဲ့နေသေးတော့ခုမှပဲမေးပေါ်ရတော့သည်ဟုဒေါခင်အေးကတတ်မှပင်လိုက်သည်သူကတော့ကိုကောင်းနေပါပြီစားဝင်အိပ်ပျော်ပါပဲအေးကောင်းတယ်အများအကျိုးရွက်တယ်ပိုးနေတော့မလားပရဟိတကိုလေးလေသူ့ကိုပြောင်းပြီးခေါ်ကြတာသူကတော့ရက်ထဲရွာတဲ့အကြောင်းရှိရင်တော့ကူနေတော့မယ်အေးအဲ့လိုကြားရတာဝမ်းသာတယ်သူ့အကိုကြီးတိလဲဝမ်းသာရှာမှာသူ့ညီကိုလည်းချစ်ပါဟိုရက်ကတော့သူ့ညီအတွက်ဆိုပြီးသူ့ပစိုးတွေထုတ်နေသေးတယ်ပေးမလို့တဲ့မခင်အေးပြန်ရင်ယူသွားအောင်ဒေါ်မေကျော်ရှင်းဤခင်မွန်ကိုကြီးနဲ့ဒေါခင်အေးဤခင်မွန်ကိုလေးတို့မှာညီအကိုအရင်တွင်ဖြစ်ကြသည်ဝဲအတူရခဲ့တော့ညာကိုကြီးကပေါင်းတက်တင်တဲ့လူရဝင်အောင်နေတတ်သဖြင့်သက်ဆိုင်ရာဌာနများတွင်ယာဒူးတဆင်ပြီးတဆင်တက်ကစီးပွားရေးဆန်သောအရာရှိတဦးဖြစ်နေပြီဖြစ်သည်ကိုလေးကတော့မူလာတန်းကျောင်းအုပ်ဆရာကြီးဘဝဖြစ်မင်ပင်စင်ယူကအိမ်တွင်နားနေပြီဖြစ်သည်ငယ်ကရခဲ့သောဒူးတန်ရကြောင့်လမ်းကောင်းကောင်းမရှောင်နိုင်ပေဒေါခင်အေးသည်လက်ချုပ်လိုက်ရင်သူ့ရှိမှခတ်တုတ်ဖြတ်လျှောက်သွားသောဒေါ်မေကျော်ရှင်းဤခြေပမိုးများကိုမြင်နေရသည်ဖြူပြည့်ဖောင်းခြေပမိုးလေးများခြေချောင်းများသည်ဒေါခင်အေးလိုတွက်လျက်ပြီးစင်းမနေတော့လေဖြူတုတ်တိုးဖြစ်တော့လေခြေသေးရှည်များထားကပန်းရောင်ဆေးချဲလိုက်သည်တွင်ခြေသေးအတူအတိညက်ပြီးဘာအယောင်မှတင်မထားသောဒေါခင်အေးခြေထောင်များထက်တော့ပိုလှနေသည်မှာအမှန်ဖြစ်သည်ပြီးတော့သူတို့ခြေထောက်တွေကတမန်တလင်းကြမ်းပြင်းများကြမ်းပေါ်တွေနင်းရသောခြေထောက်တွေမဟုတ်ပါကေးပေါ်ဂရီပါကော်စောပေါ်နင်းရသည့်ခြေထောက်တွေကြုံရဖနက်ကိုကောက်ဆော့ကအလော30ရှောက်ဖူးသောဈေးတဲဖွက်ထဲနင်းဘူးသောခြေထောက်တွေမဟုတ်တောက်ဖနက်အနှိပ်အမြင့်အစုံလမ်းလျှောက်ဖနက်အကောင်စားဘွက်တက်ဖနက်အကောင်စားများကိုစီးကားပေါ်ငိမ့်လေးလိုက်ရပါသောခြေထောက်များမဟုတ်ပါလားတွေးနေရင်မေဒေါခင်အေးကကိုခြေထောက်များကိုတနာမိသေးတော်သည်လက်ချုပ်လိုက်ပြီးတော့လေဒေါခင်အေးမှာမိဖို့ကြောင့်နဲ့ဝင်ပေးရပြန်သည်ငရမ်းကြောင်များမိဖုတ်ထားသည်ကိုမွားကစုံစည်းလေးစမ်းပေးပါအောင်ဟူ၏ခိုင်းတက်လေးသောဒေါ်မေကျော်ရှင်းဤစကားများကြောင့်ဒေါခင်အေးမှာလာရင်ကိစ္စကိုမရောက်နိုင်ပဲတစ်ခုပြီးတစ်ခုသာကူနေရပြန်သည်ဧည့်သည်များရောက်လာလေသောအခါဒေါ်မေကျော်ရှင်းနှင့်ဥကိုကြီးတို့သည်လုံးဝကိုမအားကြတော့ပေဒေါခင်အေးမှာလင်အကူကလေးများနှင့်နောက်ဖေးတွင်တပျော်ကြီးကူလုံနေရ၏ဧည့်သည်များပြန်သွားသောအခါမှအိမ်ရှိဆိုဖာပေါ်တွင်ခြေပြစ်လက်ပြစ်ထိုင်နေသောဒေါ်မေကျော်ရှင်းနာတို့မယောင်မလဲနှင့်ကပ်ရ၏ညပင်မိုးချုပ်နေပြီမဟုတ်ပါလားမမေအော်မခင်အေးကျမလည်းမေ့နေတာမခင်အေးရောက်လာတာကျမကန်ကောင်းတာပဲဟိုကလေးမတွေကဘေးကနေခိုင်းမှလှုပ်တတ်ကြတာကျမကလည်းမခိုင်းနိုင်တော့မခင်အေးရှိနေတာကန်ကောင်းတာပဲကဲမခင်အေးညစာစားတော့နော်ဒူးရင်သီးတွေလည်းစားအောင်နေပါအောင်တိုးကိုဘူးနဲ့ထည့်ခိုင်းလိုက်မယ်အိမ်ကကလေးတွေလည်းစားရတာပေါ့အော်အကိုကြီးပစိုးလေးတွေလည်းယူအောင်အဲ့ဒါထက်လေမမေကျမအကူတောင်းစရာလေးရှိလို့ဒေါ်မေကျော်ရှင်းကအကူဆိုသောစကားကြားသည်နှင့်မျက်ခုံးတတူးကြီးများပင့်တက်သွားပြီးဒေါခင်အေးကိုကြည့်လေသည်ဒီလိုလေဒေါခင်အေးသည်အတန်ကိုနှိပ်လိုက်က
2 ယောက်ထဲကြားနိုင်အောင်ဆိုသည်ကျမသာအကြီးကောင်လေစစ်မှုထမ်းတာဝန်ထမ်းရမယ်လို့လာခေါ်ကြလို့ကျမတို့မှသူ့ပဲအားကိုးနေရတာမှတ်မိရဲ့သူပါသွားလို့မရသေးဘူးမို့လားအဲ့ဒါဘယ်လိုလုပ်တင်တယ်လာတိုင်မင်တာပါသူ့အဖေကတော့အကိုကြီးကိုပြောကြည့်ပြီးအကိုကြီးစီကနေအတိအချိတ်ဆက်နဲ့လွတ်ကင်းအောင်လေးများပြောလို့ရမလားလို့ပေါ့လေငွေလေးကြေးလေးလိုရင်တော့ကျမတို့အိမ်ကိုရောင်းလိုက်ကြမလားလို့ပါမမေရဲ့အဲ့ဒါအကိုကြီးကိုပြောကြည့်ချင်တာကိုလေးကလည်းဒူးနာတော့မသွားနိုင်မလာနိုင်ရှိတာနဲ့ကျမပဲလာလိုက်ရတာမမေကုနိုင်မယ်ဆိုရင်ပြောပေးပါဦးဒေါခင်အေးသည်ထိုမြလောက်ပြောရရုံနှင့်တင်မောသွား၏တနေ့ကုန်ကရားရေလွတ်နေသောဒေါ်မေကျော်ရှင်းပါမူငိန်ချက်သားကောင်းနေတော့သည်ခဏမျှကြာသောအခါတပြင်းတစ်ချက်ချလိုက်ပြီအကြီးကောင်ဆိုတော့ဂျာရစ်ပေါ့အင်းနော်ဂျာရစ်တို့တောင်တာဝန်ထမ်းရမယ့်အရွယ်ရောက်နေပြီဒါကတော့ဘက်တက်နိုင်မလဲမခင်အေးရဲ့သူ့ခေသူ့အခါအရာဖြစ်လာပြီပဲတာဝန်ထမ်းရမယ့်အရွယ်ဆိုတာဝန်ထမ်းလိုက်ကြတာပေါ့လူဆိုတာကလည်းတိုင်းပြည်တိဆောက်ရေးမှာက2 မျိုး 2 စားရှိတယ်မခင်အေးရဲ့ညာနာနဲ့တိဆောက်သူကာယနဲ့တိဆောက်သူပေါ့ကျမသားတွေကြတော့ညာနာနဲ့တိဆောက်ဖို့ဖြစ်လာတာဒါကြောင့်ပညာတွေစီးပူးရမယ်နိုင်ငံရဲ့ချားမှာလေ့လာကြမယ်ဒီလိုကနေတိုင်းပြည်အတွက်အလုပ်လုပ်ရမှာဂျာရစ်တို့ကြတော့ကာယနဲ့တိဆောက်ရမယ်သူတွေမခင်အေးရဲ့ရှောင်းနိုင်လို့ပဲရပါမလဲမဟုတ်ဘူးလားကျမကမပြောပေးချင်လို့မဟုတ်ပါဘူးဒီလိုတာဝန်တွေဟာဒီလိုပြောပေးလို့ဘယ်ရနိုင်မှာမလဲကျမလည်းတက်နိုင်မှာမဟုတ်တလို့ကိုကြီးလည်းတက်နိုင်လိမ့်မယ်မဟုတ်ဘူးမခင်အေးရဲ့မခင်အေးတို့လည်းအိမ်လေးရောင်းလိုက်ရင်နေဖို့ထိုင်ဖို့ခတ်သွားမှာပေါ့ဂျာရစ်ကိုသာနားဝင်အောင်ပြောပါဒေါခင်အေးသည်ဒေါ်မေကျော်ရှင်းဤသပင်တူများကိုစောင့်ဆွဲကချွတ်ပလိုက်ပြီးအော်ဟစ်ချင်းစိတ်ပေါက်လာတော့သည်သူ့သားနိုင်ငံသားထွက်ရန်တန်ဆိုးလက်ဆောင်များပေမကညစာစားပွဲကိုမင်္ဂလာဆောင်တမျှခန်းခန်းနာနာကျင်းပနေပြီညနေမွဲမိသားစုကသားကြတာဝန်ထမ်းဆောင်လိုက်ပါတဲ့ငါလာမိတာမှားတာပဲဟုဒေါခင်အေးကတွေးလေသည်တကယ်တော့သူခင်မွန်ကိုလေးကမသွားစေခြင်းသွားလျင်အကျိုးမရှိပြီကိုအစာဥကလေးကသိနှင့်ပြီဖြစ်သည်ဒါကိုပင်ကောက်ရိုးတမြင့်ပင်ဆွဲရစိတ်ဖြင့်ဒေါခင်အေးကရောက်လာခြင်းဖြစ်၏ဒေါခင်အေးသည်ထိုင်ရာမှထားလိုက်၏ကင်လာခဲ့သောလက်ကင်အိတ်အနက်ကလေးကိုနောက်ဖေးမှဝင်ယူကာနောက်ဖေးပေါက်မှပင်ပက်၍ထွက်ခဲ့ပြန်သည်ဒေါ်မေကျော်ရှင်း၏အော်တန်ကိုလည်းကြားရသေး၏တိုးရေအန်တီမခင်အေးပြန်မယ်ဆိုရင်ဟင်းတွေဒူးရင်းသီးတွေထပ်ပေးလိုက်ဖို့မမေ့နဲ့အောင်နော်ကြီးနားတော့မယ်ငါကောင်းကစပင်အတုကလည်းရကြပါအေးနောက်များတော့အတုဆွဖို့မနှဲကြီးစဉ်းစားရတော့မယ်လင်းထိန်နေသောအိမ်ကြီးအတွင်ဒေါခင်အေးတိတ်တဆိတ်ထွက်လာခဲ့သည်ညသည်မှောင်လွန်လာ၏မှောင်သည့်လမ်းများသည်ဒေါခင်အေးတို့အဖို့မဆန်းတော့ပါဘယ်တကွေ့တွင်ဘာရှိပြီးဘယ်နာရောက်လျင်ဘယ်ပင်ပေါက်နေသည်ကိုအမောင်ထဲတွင်ပင်သိနိုင်နေပြီဖြစ်သည်တကောင်ထပ်ပင်ညကပုံနှက်နိုင်ပါအောင်မီလားတကောင်ထပ်ပင်ညကပုံနှက်နိုင်ပါအောင်မီလားအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်စစ်အာဏာရှင်ကပ်ဘေးကနေအမြန်ဆုံးလွတ်မြောက်ဖို့ဆန္ဒပြုရင် See you next video